ဒီနေ့တော့ Canva ကိုသုံးပြီးတော့ background remove လုပ်ပြပါမယ် Canva ထဲကိုဝင်လိုက်ပါ Create ကိုရွေးပေးပါ Create ကိုရွေးပေးပါ ကိုလိုချင်တဲ့ template လေးကိုရွေးပေးပါ Facebook ED ကိုနှစ်ချက်နှိပ်ဖွင့်ပါ File ကိုရွေးပါ ကိုယ့်ရဲ့ template လေးကိုသိမ်းဖို့အတွက် file နာမည်လေးမဲ့ပေးပါ Upload ကိုရွေးပေးပါ ကို background ဖြတ်မဲ့ file လေးကိုရွေးပေးပါ Open နဲ့ဖွင့်ပေးပါ Upload တင်ပြီးသွားပြီဆိုရင် file ထဲကိုဆွဲထည့်ပေးပါတိပါအောင် background အရောင်လေးကိုပြောင်းပေးပါပုံကိုတစ်ချက်နှိပ်ပါ background remover ကိုနှိပ်ပါဒါဆိုရင်တော့ background လေးဖယ်ပြီးတာဖြစ်သွားပါပြီဒီတစ်ခါတော့ photo အများပြားကိုတစ်ပြိုင်တည်းဘယ်လို background remove လုပ်မလဲဆိုတာကိုပြောပြပေးပါမယ် file ထဲကိုသွားပါ create new design ကိုရွေးပါ sheet ကိုရွေးချယ်ပေးပါ sheet ကိုရွေးချယ်ပေးပါ element ကိုသွားပါ skincare product လို့ရိုက်ထည့်ပေးပါ ဒီ background remove လုပ်ရှင်တဲ့ပုံလေးတွေကို sheet ထဲကိုဆွဲထည့်ပေးပါ upload တင်ထားတဲ့ photo တွေကိုလည်းထည့်လို့ရပါတယ်ခုတော့ရှိပြီးသားပုံတွေကိုပဲအလွယ်တကူ background ဖြတ်ပြပါမယ်ပုံတွေအားလုံးကိုဆက်လက်မှတ်လိုက်ပါ background remover ကိုနှိပ်ပါဒါဆိုရင်တော့တစ်ပြိုင်တည်း background ကို remove လုပ်ပေးပါလိမ့်မယ်ဆက်ပြီးသားပုံတွေကိုကိုလိုချင်တဲ့နေရာကိုအလွယ်တကူဆွဲထည့်လို့ရပါတယ်ဒီ plus sign လေးကနေ sheet အသစ်တွေ upload တင်ခြင်းတဲ့ပုံတွေကိုတင်လို့ရပါတယ်sheet အသစ်ယူပြီးသွားပြီဖြစ်တဲ့အတွက်ကိုဆွဲထည့်ခြင်းတဲ့ပုံလေးကိုတပုံစီပဲဖြစ်ဖြစ်ပုံများပြပဲဖြစ်ဖြစ်လိုချင်တယ်လို့ဆွဲထည့်လို့ရပါတယ် copy paste နဲ့ပဲထည့်ပေးလို့ရပါတယ်ဒီတစ်ခါတော့ upload ကို design ထဲမှာချက်ပြီးသားပုံတွေကိုဆွဲထည့်ပါမယ် upload ကိုနှိပ်ပါမိမိ design ထဲမှာချက်ပြီးသားပုံတွေကိုလိုတလို့ဆွဲထည့်ပါမယ်
မိမိဒီဇိုင်းထဲမှာဖြတ်ပြီးသားပုံတွေကိုလိုတလို့ဒီဇိုင်းဆွဲပါမယ်copy paste နဲ့ပဲထည့်လို့ရပါတယ်ကိုထည့်ခြင်းတဲ့ပုံလေးတွေကို drag ဆွဲပြီးထည့်လိုက်ရပါတယ် copy paste နဲ့လည်းရပါတယ်လူတလို့ဒီဇိုင်းဆွဲပြီးပြီဆိုရင်တော့ share ကိုနှိပ်ပါ download ကိုနှိပ်ပါကိုလိုချင်တဲ့ format နဲ့ download ချပြီးတော့ကိုယ့်ရဲ့ဒီဇိုင်းကိုတင်ဆက်နိုင်ပါတယ်ကိုလိုချင်တဲ့ပုံလေးကိုပဲကွက်ရွေးလို့ရပါတယ်ခန်းကိုနှိပ်ပါပြီးရင်တော့ download ကိုနှိပ်ပေးပါအခုဆိုရင်တော့မိမိရဲ့ design လေးပြီးဆုံးသွားပါပြီဒီ background remover က Pro နဲ့ Premium မှာရတဲ့အတွက်တကယ်လို့အသုံးပြုချင်တယ်ဆိုရင် Page Messenger မှာလာမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်